ဇန်တာကိတ်ဟာတကယ်ကိုအမခန်းရဲစွမ်းတတိရှိတဲ့သူတစ်ယောက်ဖြစ်ပြီးမီတာများစွာမြင့်တဲ့လျှက်စစ်တာဝါကြီးကိုလက်ပလာနဲ့တက်ကချက်ပြလက်ခံကရိယာတစ်ခုကိုခိုးယူခဲ့တဲ့ကရိယာကိုဖမ်းယူလိုက်တဲ့အချိန်မှာပဲလက်နက်ကင်လုံခြုံရေးတပ်ဖွဲ့တွေကသူ့ကိုဝိုင်းထားလိုက်ပြီးမဲ့သူကလုံးဝမကြောက်ရွံ့ပဲစတိဖက်နှက်စီးပြီးအမြင့်ကနေရဲရဲဝံ့ဝံ့ခုန်ချလိုက်တဲ့လေထဲမှာအရှိန်ပြင်းပြင်းနဲ့ကြာဆင်းနေတဲ့အချိန်တောင်အောက်ကလူတွေကိုလှောင်ပြောင်မှုရလုပ်ပြနိုင်သေးတယ်။အဲ့ဒီနောက်တောထဲကိုချောချောမွေ့မွေ့ဆင်းသက်ပြီးစကီးနဲ့ပင်တွေကြားကိုအယူတယောက်လိုအရှိန်ပြင်းပြင်းဖြတ်တန်းသွားခဲ့တဲ့သူ့ရဲ့လှုပ်ရှားမှုတွေကအလွန်ကျွမ်းကျင်ပြီးမျက်စိမမီနိုင်တော့အောင်မြန်ဆန်နေခဲ့တဲ့အချိန်မကျန်တော့တာကိုတီးလိုက်တဲ့အခါမှာတော့စကိတ်ပုတ်ကိုပြောင်းစီးပြီးဆက်လက်ထွက်ပြေးခဲ့တဲ့လမ်းတစ်လျှောက်မိဘတွေဖြာထွက်နေပြီးနောက်ဆုံးမှာတော့အချိန်ရေတွက်မှုသူ့ညမဖြစ်ခင်လေးမှာပဲပန်းတိုင်ကိုရောက်ရှိသွားခဲ့တဲ့အဲ့ဒီအချိန်မှာရွာသားတွေကတခုခုကြီးမားတဲ့အဖြစ်အပျက်ဖြစ်တော့မဲ့ပုံစံနဲ့စိုးရိမ်တကြီးစောင့်ကြည့်နေကြတဲ့နောက်တစ်စက္ကန့်အကြာအမှာတော့ရုပ်မြင်တန်ကြားဖန်သားပြင်တွေလင်းထိန်လာခဲ့ပြီးဒီလိုအသက်ဆွတ်ဆွတ်ဆာဆာလုပ်ခဲ့တဲ့များအားလုံးဟာရွာသားတွေပေါ်လုံးပွဲတိုက်ရိုက်ကြည့်နိုင်မှုအတွက်ပဲဖြစ်နေခဲ့တာကိုသိလိုက်ရတဲ့ရွာသားတွေပျော်ရွှင်စွာအော်ဟစ်အားပေးနေချိန်မှာတော့ဇန်နာကအောင်းနိုင်သူတယောက်လိုတိတ်တဆိတ်ထွက်ခွာသွားခဲ့တဲ့ဇန်နာဟာတစ်ချိန်ကထိတ်တန့်အငြင်းကြီးမားတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့အထူးအေဂျင့်တယောက်ဖြစ်ခဲ့ပေမဲ့အငြင်းတွေကြားမှာပဲနေထိုင်ရတာကိုစိတ်ကုန်လာလို့မြို့ငယ်လေးတစ်ခုမှာလူတွေနဲ့ခက်ဝေးဝေးနေထိုင်ဖို့ရွေးချယ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီငြင်းချမ်းမှုကကြကြမခံခဲ့ဘူးတနေ့မှာဇန်နာကခုံတန်းရပေါ်မှာအေးအေးဆေးဆေးထိုင်နေတော့လှုပ်ဝက်ဆန်တဲ့လူကိုတယောက်ကအိတ်တလုံးချထားပြီးထွက်သွားခဲ့တယ်ဇန်နာကတခုခုမတင်ကစရာရှိနေတယ်လို့ခံစားမိပြီးအိတ်ကိုဖွင့်ကြည့်လိုက်တော့ပောက်ကွဲပစ္စည်းတွေနဲ့အပြည့်ဖြစ်နေတာကိုတွေ့လိုက်ရတယ်သူဘာလို့ရမလဲမစင်စားနိုင်ခင်မှာပဲလက်နဲ့အပြည့်အစုံတက်ဆင်ထားတဲ့အထူးတပ်ဖွဲ့ဝင်တွေကသူ့ရှေ့မှာပေါ်လာခဲ့တဲ့အမိန့်နာခံဖို့3စက္ကန့်ပဲအချိန်ရှိတယ်လို့တတိပေးလိုက်ကြပေမဲ့ရှင်းပြဖို့အချိန်မရတော့တဲ့ဇန်နာကလက်နဲ့တစ်လက်ကိုချက်ချင်းဆွဲယူပြီးပြန်လည်တိုက်ခိုက်ခဲ့တဲ့ကြီးစံတွေမိုးရွာတယ်လို့ပြစ်ခတ်လိုက်ပေမဲ့အဲ့ဒီလက်နဲ့တွေထဲမှာကြီးအစ်စ်တွေမပါပဲလေ့ကျင့်ရေးကြီးတွေဖြစ်နေကြောင်းသူချက်ချင်းသိလိုက်တယ်ဒါဟာသူ့ရဲ့အရင်ကြီးကဲဖြစ်ပုံစီစဉ်ထားတဲ့စမ်းသပ်မှုတစ်ခုလို့ထင်ခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့သူမသွားခဲ့တယ်ဒီကိစ္စရဲ့နောက်ွယ်မှာရှိနေသူကထောက်လန်းရေးအဖွဲ့အရာရှိမာကီဖြစ်ပြီးသူမကဆိုးရွားတဲ့သတင်းတစ်ခုကိုပြောပြခဲ့တယ်မကြသေးခင်ကဖြစ်ပုံဟာအဖွဲ့ဝင်တစ်တွေကိုစုဆောင်းနေစဉ်ထိန်းချုပ်မှုလွတ်သွားတဲ့ဂျိုလူတစင်းပြုတ်ကျလာတာကြောင့်ချက်ချင်းတည်ဆုံသွားခဲ့တယ်အဲ့ဒီဂျိုလူတွေကိုထိန်းချုပ်နိုင်တဲ့စက်ပစ္စည်းကိုပန်ဒိုရာတစ်တာလို့ခေါ်ကြတယ်ထောက်လန်းရေးအဖွဲ့ကဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆွေးနွေးနေချိန်မှာပဲအလွန်ကျွမ်းကျင်တဲ့လျှို့ဝှက်လူတစ်ယောက်ကမျက်နှာချက်ကနေဆင်းလာခဲ့တယ်သူနဲ့အတူထိတ်တန်းကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့လည်းရှိနေခဲ့ပြီးသူတို့ဟာဘသူ့ကိုမှဂယုမဆိုင်တယ်လို့နေရာတစ်ခုလုံးကိုဖျက်ဆီးကပန်ဒိုရာတစ်တာကိုလွယ်ကူကူယူဆောင်သွားခဲ့ကြတယ်မာကီကအဲ့ဒီစက်ပစ္စည်းဟာအစွန်းရောက်ဖွဲ့စည်းတွေရဲ့လက်ထဲရောက်သွားမယ်ဆိုရင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုခံမှန်းလို့တော့မရနိုင်ကြောင်းရှင်းပြခဲ့တဲ့နိုင်ငံကမင်းကိုလိုအပ်နေတဲ့3ဆအစီအစဉ်ကမင်းကိုပြန်လိုအပ်နေပြီလို့ပြောခဲ့ပေမဲ့ဇန်ဒါကဒီရှုပ်ထွေးတဲ့ကိစ္စတွေပြန်မပါဝင်ခြင်းခဲ့ဘူးဒါပေမဲ့ဂစ်ပွန်စ်အတွက်လက်စားချေဖို့ဒီတာဝန်ကိုလက်ခံလိုက်ပြီးအရင်လုပ်ဖို့ကိုင်ဖက်တယောက်ကိုချက်ချင်းဆက်သွယ်ကအကူအညီတောင်းခဲ့တယ်မကြခင်မှာပဲအဲ့ဒီလျှို့ဝှက်တခိုးအဖွဲ့ရက်တီနေရာကိုခြေရခံနိုင်ခဲ့ကြပြီးမယုံနိုင်လောက်တဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ပွဲကြီးတစ်ခုစတင်တော့မဲ့အခြေအနေကိုရောက်ရှိသွားခဲ့တယ်Huh?